က်ကိုစားစော့တော့လူအတွက်နီလန်ကော9秒ပိုင်9နံပါတ်5ကျွန်တော်ဒီအချုံမောကိုကျွန်တော်တို့ဘလောက်ပြုတ်ကြိုက်ကျွန်တော်ဒီချုံမောပြုတ်ကြရင်လုံးဝမသိပါဘူးခင်ဗျာနံပါတ်4ကျွန်တော် Anna Dragon တွေ့ရဆို Anna Dragon မချနေပါနဲ့ကျွန်တော် Anna Dragon ချက်ထားတယ်ကျွန်တော်ကြက်သားလေးကျိုးလိုက်မယ်ဆိုရင်တော့ Anna Dragon ကမတိုက်ခိုက်တဲ့အပြင်ကျွန်တော်တို့ Diamond နဲ့ free ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်3ကျွန်တော်ဒီ Anvil ကိုမိုးပေါ်ရင်ကျွန်တော်ခေါင်းပေါ်ပြချလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့လုံးဝ extra head တွေကို free ရမှာပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်2ကျွန်တော် Diamond Full Armor ဝတ်ပြီးရေထဲကိုခုန်ချပြီးရေထဲမှာ10မိနစ်လောက်နေလိုက်မယ်ဆိုရင်တော့10မိနစ်ပြည့်ရဲ့ချိန်ခါမှာပဲကျွန်တော်ရေထဲကထွက်ပြီးတော့ draw ဝတ်ထားတဲ့ Diamond Armor ကိုစစ်ကြည့်လိုက်မယ်ဆိုရင်တော့Diamond Full Armor ကလုံးဝfully enchanted ဖြစ်နေပါပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်1ကျွန်တော် Minecraft စာပို့ရဲ့ထဲမှာဒီ comment ကိုရိုက်ထည့်ပြီးတော့comment ရိုက်ထားတဲ့ position အတိုင်းကိုပဲကျွန်တော်တို့တူးသွားမယ်ဆိုရင်တက်တူးသွားမယ်ဆိုရင်တော့ကျွန်တော်တို့ diamond တန်ကြီးကိုတွေးမှာပဲဖြစ်ပါတယ်ခင်ဗျာ